အားလုံးမင်္ဂလာပါဆရာမ teacher တော်တင်နေဖြစ်ပါတယ်ဆရာမဒီနေ့ grade 12 chapter 7 trigonometric function မှာ y equal to cos 6 function ကိုလေ့လာကြည့်ကြပါမယ်ဒါဆိုရင် y equal to cos 6မှာသူ့ကိုလေ့လာမယ်ဆိုတော့ကဆရာမတို့က 5 key point ကိုသိဖို့လိုပါတယ် domain range ပြီးတော့ amplitude ဒါတွေကိုသိမှတာဆရာမတို့ကဒီ y equal to cos x ကို transformation လုပ်တဲ့ graph တွေကိုဆွဲခိုင်းနေဆိုရင်ဆရာမတို့ဆွဲတတ်မှာဖြစ်ပါတယ်ဒါဆိုဆရာမနဲ့ y equal to cos x ရဲ့ 5 key point ကိုဘယ်လိုရှာလဲဆရာမနဲ့တူရှာကြည့်မယ်ဒါဆိုဆရာမတို့ grade 10တော့က unit circle trigo မှာ unit circle သင်ရပါတယ်ဒါဆိုရင် unit circle မှာဆရာမတို့ဒီနေရာဒီ10ဒီ point နေရာ01 -10 0 -1 ဆိုပြီးတော့မှတ်ထားခဲ့ရပါတယ်ဒါဆိုရင်စလဲတာဒီ0ပြီးရင်ပိုင်ပိုင်2ပိုင်3ပိုင်ပိုင်2တပတ်ပြသွားပြီဆိုရင်2ပိုင်ဆိုပြီးတော့ဆရာမတို့မှတ်ထားပါမယ်ဒါဆိုရင်ဆရာမတို့ trigo မှာအလွယ်နည်းနဲ့မှတ်မယ်ဆိုရင်ဆရာမတို့ရှေ့ cos နောက်ဆိုင်ဒါလေးတော့မှတ်ထားပါမယ်ရှေ့ကနောက်ဆိုင်ရှေ့ကနောက်ဆိုင်ဆိုတဲ့ကဆရာမတို့ဒီအရှေ့ဒီ cos ဆိုရင်ဒီမှာဆရာမီနီလေးနဲ့လုပ်ပေးထားတာဒါရှေ့ cos တန်ဖိုးလေးတွေပါဒါဆိုရင် cos 0ဒီ1 cos ပိုင်ပိုင်2ဒီ0 cos ပိုင်ဒီ -1 cos 3ပိုင်ပိုင်2ဒီ0 cos 2ပိုင်ဒီ1ပါဒါဆိုရင် cos 0ဒီ1 cos ပိုင်ပိုင်2ဒီ0 cos ပိုင်ဒီ -1 cos 3 ပိုင်ပိုင်2ဒီ0 cos 2ပိုင်ဒီ1ဒါဆိုဒီက coordinate ကလေးရပါပါပြီ0, 1ပိုင်ပိုင်2, 0ပိုင်, -1 3ပိုင်ပိုင်2, 0 2ပိုင်, 1ဆိုပြီးတော့ coordinate point လေးရပါပါပြီဒါဟာ 5 key point လေးဖြစ်ပါတယ်ဒါဆိုရင်ဒီမှာလဲ domain ကိုစာရေးပါမယ် sin တို့ cos တို့ဒီ domain ဒီ real number r ပါ0ပိုင်ပိုင်2ပိုင်3ပိုင်ပိုင်2 2ပိုင်ဆို real number လေးတွေပါဒါဆိုရင်သူ့ရဲ့ range ကိုရေးပါမယ် range ဒီ the set of y ဆက်တဲ့ range ဒီဆရာမတို့က maximum value minimum value ကြည့်လိုက်ပါသူ့မှာ minimum value -1 maximum value 1ဒါကြောင့်သူဒီ -1 less than equal y less than equal 1ပါအဲ့တော့ period က sin function တို့ cos function တို့ဒီ period ဒီ2ပိုင်မှာမှတ်ထားပါမယ်ဒါဆိုရင် amplitude ကကြတော့1ပါအဲ့တော့အရှိဗီဒီယိုဖိုင်မှာ sin function တို့က amplitude ရှာနည်းကိုဆရာမသင်ပေးထားပါတယ်ဒါဆိုသူရဲ့ 5 key point ကိုရေးမယ်ဆိုရင်ငါမှတ်တမ်းပုဒ်စာတွေကိုတွက်တဲ့အချိန်မှာ5 key point ဒီ9 point တစ်ခါတည်းရှာရေးလို့ရပါတယ်ဒါကတော့ဆရာမခွဲပေးထားတာပါဒါဆိုရင် x intercept ဆိုတာဒီဆရာမတို့က y တန်မိုး0ထွက်တော့ point လေးတွေကို x intercept လို့ခေါ်ပါတယ်y တန်မိုး0ထွက်တော့ point ဒါဆိုရင်ဆရာမတို့က x intercept ဒီပိုင်ပိုင်2, 0နောက်တစ်မှတ်က3ပိုင်ပိုင်2, 0ပါအဲ့တော့ cos function ဒီ sin function နဲ့မတူပါဘူး maximum point ဒီနှစ်ခုရှိပါတယ်တမှတ်တန်မေးပါတယ်အသေးရှာမှတ်ထားပါမယ်ဒါဆိုရင် maximum point ဒီ y တန်မိုး1ထွက်တော့ point တွေပါဒါ maximum point ဒီမှာ0, 1 2ပိုင်, 1ပါဒါကြောင့် cos function ရဲ့ maximum point 0, 1 2ပိုင်, 1ပါဒါဆိုသူ့ရဲ့ minimum point y တန်မိုး -1 ထွက်တော့ point ပိုင်, -1 ပါဒါဆိုရင် 5 key point ပြီးသွားပါပြီဒါဆိုဆရာမတို့ cos function ကိုပုံစံလေးဆွဲကြည့်ပါမယ်ဒါဆိုရင် cos function မှာကြည့်လိုက်တဲ့အချိန်မှာဆရာမတို့က x ဝင်ရိုးမှာချရမယ့်ကောင်ဒီ0ပိုင်ပိုင်2ပိုင်3ပိုင်ပိုင်2 2ပိုင်စသည်ဖြင့်ဆိုရင်ဆရာမကတစိမ့်ကိုပိုင်ပိုင်2စီရှာထားပါတယ်နောက် y ဝင်ရိုးမှာကြည့်လိုက်ပါမယ်0 -1 1ဆိုတော့ဆရာမကဒီမှာ0 1 -1 y ဝင်ရိုးပေါ်မှာရှာထားလိုက်ပါတယ်ကဲဒါဆိုရင်ပထမဦးဆုံး0, 1 x တန်မိုး0 y တန်မိုး1ပါဒါဆိုရင်0, 1ပိုင်ပိုင်2 0 x intercept ပါပိုင်ပိုင်2 0ပိုင် -1 x တန်ဖိုးကပိုင် y တန်ဖိုးက -1ဒါဒီပိုင်, -1 ပါနောက်တစ်ခုက3ပိုင်ပိုင်2 0 x intercept ပါဒီမှာ3ပိုင်ပိုင်2, 0နောက်တစ်မှတ်ဒီ2ပိုင်, 1ပါအဲ့တော့2ပိုင်, 1 2ပိုင် x တန်မိုးက2ပိုင် y တန်မိုးက1 2ပိုင်, 1ပါဒါဆိုရင်1 2 3 4 5ဒီပုံကိုဆွဲမယ်ဆိုရင်ဆရာမတို့ဒီလိုရပါပါပြီအဲ့တော့ဒီမှာပိုင်ပိုင်2ဒီ x intercept ဖြစ်တယ်လို့ဒီဘက်မှာနှုတ်ဘက်မှာလည်း -ပိုင်ပိုင်2ဒီ x intercept ဖြစ်ပါတယ်
နောက်တစ်ခါ3 pi 2ဒီ x intercept ဖြတ်တယ်လို့ -3 pi 2ဒီလည်း x intercept ဒီဘက်ကိုဆက်ဆွဲလို့ရပါတယ်ကဲဒါဆိုရင်ဆရာမတို့ကဆက်ဆွဲလိုက်ပါမယ်ဒီ graph ကလေးကိုဆရာမတို့ဆွဲကြည့်ပါမယ်point တွေကိုဆက်ဆွဲလိုက်တဲ့အချိန်မှာဒီလိုဖြစ်သွားပါပြီအဲ့တော့ဒီမှာ pi 2 pi 3 pi 2 2 pi ဆိုရင်ဒီဟာဒီဖတ် pi 2ပါအဲ့တော့ဒီမှာ pi 2 0 x intercept 3 pi 2 0 x intercept ဖြစ်တယ်လို့ဖတ် pi 2 0ဒီလည်း x intercept ဖြစ်ပါတယ်ဒါကြောင့်ဆရာမတို့ဒီကိုဆက်ဆွဲလိုက်ပါမယ်ဒီဘက်မှာလည်းဆရာမတို့က maximum point minimum point ကိုစဉ်းစားလိုက်တဲ့အချိန်မှာဒီမှာ pi, -1 ဆိုရင်ဒီဘက်မှာသိရှာပါတယ်ဆရာမတို့က -pi, -1 ဖြစ်ပါမယ်ဆရာမတို့ဆက်ဆွဲလိုက်ပါမယ်ကဲဒါဆိုရင်ဆရာမတို့ဒီဒါဒီ y = cos x ရဲ့ graph ဖြစ်ပါတယ်ဒါဆိုရင် y = cos x ရဲ့ graph မှာဆရာမတို့ဒီမှာ period ကိုရေးပါမယ် cos function ရဲ့ period နှိုင်းထိပ်နှစ်ခုရဲ့ကွာဝေးနဲ့ဆရာမရေးပေးလိုက်ပါမယ်ဒါ period ပါ period ဒီ2 pi မှာတော့ amplitude ကိုရေးပါမယ်amplitude ဒီ1ပါ amplitude ပါ1ပါကဲဒါဆိုရင်ဆရာမတို့က cos function y = cos function ရဲ့ပုံလေးပြီးသွားပါပြီအဲ့တော့သိထားရမှာ cos function မှာ maximum point ဒီနှစ်ခုရှိတယ်ဆိုတာမှတ်ထားရပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်